ချင်းတွေထဲမှာပြင်းတယ်လေတတိမထားတဲ့ချင်းတွေရှိသေးတယ် အာမင်းလည်းတော့ချင်းတွေပုံထားတာမဟုတ်နဲ့ ရှိတယ်အပြိုတစ်ချင်းနဲ့ဟမ်မယားကြီးတစ်ချင်းနဲ့မရင်ငယ်တစ်ချင်းဆိုပြီးရှိသေးတယ် အာမရှိဘူးလေအပြိုတစ်ချင်းအဲ့ဒီအပြိုတစ်ချင်း မယားကြီးတစ်ချင်းမရင်ငယ်တစ်ချင်း ဆိုပြန်အိုင်ဒီနေတဲ့ အဲ့ဒီ ကိုချမကိုချတဲ့လို့ဟောတယ်မဆီရတဲ့သူစီရလားကိုကိုနဲ့ဒီတော့ရချင်းကန်ကြည့်မလားဒီကနေ့ကားလေးပါကျုပ်စီတော့ โอ้16လက်မ 16နှစ်မှာ ဒီ16လက်မမကတော့16လက်မကိုဖြစ် 16နှစ်မှာကအပြိုလေး အဲ့ဟောပါကြီးမယားကြီးတစ်ချင်းကပဲတစ်ချင်းလေ မယားကြီးတစ်ချင်းကတော့ဟိုတစ်ချင်း ဟောကွာဒီဆိုတာအော်မငယ်အေးလာလာဆိုတော့ပြင်းပြင်းပြင်းနဲ့လာတော့တမမျက်နှာကိုပဲဒီမှာနဲ့စီရဲလာတော့တစ်ဖက်တော့တဲ့လောင်းနာဖို့အတွက်ဘူးဒါပဲတော့မယ်တောင်းချင်လို့ကြည့်နေတာကြားပြီးပြက်လာအားသက်တွေခါလာသွားတယ်ဒီသွားတယ်အားလေးပတ်လို့ရတယ်ဒီမှာကျတော့ဒေဘသုံးတော်နဲ့ပတ်ချမောက်ကြည့်ပြောတယ်ဒါပဲမတိုင်းဘူး ဒီမိမတော့ အားဖြစ်တယ် ဟာတုံးနဲ့တွေ့ရပဲ အားသက်နဲ့ ဒီပတိုင်းနဲ့မတောင်တုံးကြရတယ်အဲ့ဒီဟိုမရင်ငယ်တစ်ချင်း မင်းငယ်တစ်ချင်းရတယ်သူကအိုင်နေနေလား အဲ့ဘယ်လို မင်းငယ်တစ်ချင်း မရင်ငယ်တစ်ချင်းကမင်းကပိုင်တယ် မင်းအောင်